အိမ်မဆိုးတွေနဲ့နမိတ်ဖက်နေတယ်လို့ထင်ရတဲ့စာရေးဆရာသူ့ရဲ့အိမ်မဆိုးတွေအမှန်တကယ်ဖြစ်လာတဲ့အခါမကောင်းတဲ့နမိတ်တွေကိုဘယ်လိုရှောင်နိုင်မလဲစိတ်ပူပန်မှုတွေနဲ့စက်သိန်းလေးကရောဘာဆက်ဖြစ်မလဲဒီစာအုပ်လေးကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဖက်နေရင်နောက်ဘာဆက်ဖြစ်မလဲဆိုတဲ့အတွေ့ကနောက်တစ်မျက်နှာကိုဆွဲခေါ်သွားစေတယ်ရေးသားကပြောစရာမလိုအောင်ကောင်းမွန်တာကတော့သိုးဆောင်ပရိသတ်တွေအနေနဲ့သိပြီးဖြစ်မှာပါတချို့သောစာအုပ်တွေလိုဖက်ရတာပေါ့ပြပြဖြစ်မနေပဲအခန်းတိုင်းမှာစိတ်ဝင်စားဖို့ကောင်းနေတယ်စာဖတ်သူအနေနဲ့စက်သိန်းကနီးလေးရှင်နှင်းကိုတကယ်ထိခက်လာလေးပါပဲစာရေးသူရဲ့အရေးအသားအကွေအဝိုက်အလဲပြောင်းလေးတွေကစာဖတ်သူရဲ့စိတ်ခံစားမှုကိုပြုံးလွင့်ပါသွားစေတယ်စသိန်းဘလို့ဖြစ်မလဲလို့တွေးနေရင်နဲ့ပိုပြီးစိတ်လှရှာလာစေတယ်စိုက်ကိုစောပွဲအားဆိုတဲ့နာမည်လေးအတိုင်းစိတ်ပညာပေါ်အခြေခံပြီးဖြစ်လာတဲ့စိတ်ခံစားမှုလေးတွေကိုထည့်သွင်းအသုံးပြုထားတာကလည်းဖက်နေကြစာအုပ်တွေနဲ့မတူပဲထူးခြားနေပါတယ်ဇလန်းစအိမ်ကတော့စိတ်ဝင်စားစရာသိကောင်းပါတယ်